မင်္ဂလာပါဗျာအားလုံးပဲကိုစိတ်နှကြရှင်လန်းရှင်းနေကြပါစေဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့အိမ်မှာလက်မပိတ်စေဖို့ထောင်ကျဉ်ရမယ့်အချက်6ချက်ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးတွေမှာရှေးလူကြီးသူမတွေလက်ထက်ကလေးကစင်ကန်းလာခဲ့တဲ့အယူဆလေးတွေချောင်းရင်ဆောင်ရံလေးတွေရှိကြပါတယ်တချို့အရာတွေကခက်မမီတော့ဘူးလို့ထင်ရပေမဲ့ဒီတန်းကျတော့ကိုယ့်အိမ်မှာစက်တရင်မရုပ်စီဖို့နဲ့လက်လာပါတွေမပိတ်ဆို့ကြည့်ဖို့အတွက်လိုက်နာတဲ့အချက်ကလေးတွေဖြစ်နေတတ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့မိမိတို့အိမ်မှာလက်မပိတ်စေဖို့အတွက်အထူးချောင်ကျဉ်ရမယ့်အချက်6ချက်ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။နံပါတ်1ကတော့ညဘက်တွေမှာအိမ်လဲပါနဲ့ရှစ်လူကြီးတွေကပြောကြပါတယ်။ညဘက်အမိုက်လဲတာတပြက်စီလဲတာဟာကိုယ့်အိမ်မှာရှိတဲ့လက်လာပါတွေငွေကြေးဥစ္စာတွေကိုအိမ်ကျင်းကိုလှဲထုတ်သလိုဖြစ်စေပါတယ်တဲ့။ဒါပြင်ညဘက်မှာဆိုတာအနားယူရမယ့်အချိန်ဖြစ်လို့ပစ္စည်းလဲတဲ့ဟာစက်ပြေမရှိဘူးလို့လည်းယူဆကြပါတယ်။နံပါတ်2ကတော့ညဘက်ခြေသက်လက်ပဲမနှက်ပါနဲ့။ဒါကတော့ဒီတိုင်းကြီးပါကြားဖို့ကြမဲ့ချက်ပါ။ညဘက်ခြေသက်လက်ပဲနှက်ရင်မိဘကိုမျိုးတရားရောက်တဲ့ဒါမှမဟုတ်စီးပွားရေးကျဆင်းတတ်တယ်လို့ဆိုကြပါတယ်။ဒါကြောင့်နေဝင်မိုးချုပ်သွားပြီဆိုရင်ခြေသက်လက်ပဲနှက်တာကိုချောင်ကျဉ်သင့်ပါတယ်။နံပါတ်3ကတော့ဖက်နှက်တွေကိုမှတ်ခုံမထားပါနဲ့။အိမ်ရှိမှာပဲဖြစ်ဖြစ်အခန်းမှာပဲဖြစ်ဖြစ်ဖက်နှက်တွေကိုစနစ်တကျမထားပဲမှတ်ခုံကြီးဖြစ်နေတာကိုတစ်ဖက်ဒီတစ်ဖက်ဖြစ်နေတာမျိုးမလုပ်ကြပါဘူး။ဖက်နှက်မှတ်ခုံဖြစ်နေရင်အိမ်ရဲ့ဖုံးချက်တွေကိုထိခိုက်စေပြီးလက်လာပါပိတ်တတ်တယ်လို့ရှေးလူကြီးတွေကဆိုဆုံးမလေးရှိပါတယ်။နံပါတ်4ကတော့အကွဲနေတဲ့ပစ္စည်းတွေကိုမထားပါနဲ့။မှန်ကွဲပကံကွဲခွက်ကွဲစတဲ့အကွဲနေတဲ့ပစ္စည်းတွေကိုအမျောပြီးစက်မသုံးပါနဲ့။အိမ်မှာအကွဲပစ္စည်းတွေထားတာဟာအိမ်လေးရဲ့အဆင်မပြေမှုတွေလက္ခဏာတွေကိုဖိတ်ခေါ်သလိုဖြစ်စေပြီးစီးပွားရေးအရလည်းထိခိုက်စေနိုင်ပါတယ်။နံပါတ်5ကတော့ထမင်းစားရင်ချင်းမဆိုပါနဲ့။ထမင်းစားရင်ချင်းဆိုရင်တောင်းသားဖြစ်တတ်တယ်လို့လူကြီးတွေကဆိုဆုံးမှလာကြားဘူးကြမှာပါ။တကယ်တော့ဒါဟာထမင်းစားပွဲမှာစီကန်းရှိဖို့သွန်သင်တာဖြစ်တယ်လို့ရှေးအယူဆအရလည်းလက်ပိတ်စေတဲ့အပြုအမူတစ်ခုဖြစ်ပါတယ်။ဒါပြင်အိုဖုံးတွေကိုတစ်ခုနဲ့တစ်ခုရိုက်ခတ်ပြီးအတန်ကြီးအောင်မလုပ်မိဖို့လည်းသိထားရပါမယ်။နံပါတ်6ကတော့အဝတ်တန်းတွေအောက်ကမရှိပါနဲ့အိမ်မှာထမိန်နဲ့အဝတ်တန်းတွေအောက်ကနေဝင်ထွက်သွားလာတာလေကားအောက်တွေမှာနေထိုင်တာမျိုးတွေကိုချောင်ကျဉ်သင့်ပါတယ်ဒါဟာမိမိရဲ့ဘုံကံကိုနှိမ်ပါစေပြီးလောက်ကင်သမျှအဆင်မပြေဖြစ်တတ်တယ်လို့ယုံကြည်ကြပါတယ်ဟုတ်ကဲ့ပါဒီနေ့ပြောခဲ့တဲ့အချက်လေးတွေကတော့ကျွန်တော်တို့နေ့စဉ်ဘဝမှာမေ့လျော့ပြီးလုပ်မိတတ်တဲ့အရာလေးတွေပဲဖြစ်ပါတယ်ဒီအချက်လေးတွေကိုသိထားပြီးဆင်ခြင်မယ်ဆိုရင်တော့မိမိတို့အိမ်မှာစပယ်မင်္ဂလာတွေတိုးပွားပြီးလက်လာပါတွေလည်းပုံမဝင်ရောက်လာမှာအသေးချပါပဲခင်ဗျာအားလုံးပဲကိုစိတ်နှပြရှင်လန်းရှင်းနေကြပါစေကျေးဇူးပါ